ဟုတ်တယ်မလားဒါကြောင့်မို့လောကခရီးတဲ့နေပြောအောင်လို့တောကကြီးလဲပြောအောင်နေမယ်ကျွန်တော်တို့တွေအေးစေးနင့်နာမယ်ဆိုတဲ့ချင်းလေးကိုကျွန်တော်ရဲ့အမျိုးတွေနဲ့အတူတူဆိုကြပါမယ်ကျွန်တော်တို့လူစိုးတွေဘယ်လောက်ထိသဘောကောင်းတယ်လဲဆိုတာကောင်းမလေးတွေသိအောင်လို့ရေးထားတဲ့ချင်းတစ်ခုဖြစ်ပါတယ်ကျုံမာထားမယ်မငိုချင်းတော့ဘာမှမသိတတ်ဘူးဒီစထုံးချင်းတွေထဲအဆိုင်ရိုင်းနေငါကိုမြင်လာလေဆိုမိုင်းလုံးနဲ့ငါနာမှာအမြဲတမ်းမတရားပဲရှိတယ်နေပါနေတော့ကွယ်နေဟာမဲကလေးမို့နေနာမဲဘာမှတော့မချဘူးတစ်ချိန်လုံးမူနေလဲမညိုညင်ဘူးအမြဲရည်လေးနဲ့ပြုံးသူရဲ့လူကပေးနေပေးထားတဲ့ငါကိုအချင်တော့ထားပြီးနေချင်ရဲ့မချပါနဲ့တော့ကွယ်နေဟာမဲကလေးမို့နေနာမဲဟယ်လိုဦးရဲ့လုံးမမလာစနေဒါကမိုင်းမကောင်းဘူးပေါ်ချင်မနာလေပါကွယ်လူရဲ့အချစ်တဲ့အကြည့်တွေချာမှာမင်းမဝလေးတင်ရဲ့သွားလိုက်မယ် Oh မချစ်ချင်မနဲ့တော့ကလေးရဲ့ငါလူစုံလူမိုက်တရားမို့မချစ်ပါနဲ့အဖြူရောင်နဲ့ကလေးမို့နေနာမယ်ကြောက်တစ်ချိန်လုံးမူနေလေမညိုညင်ဘူးအမြဲရည်လေးနဲ့ပြုံးသူရဲ့လူကပေးနေပေးထားတဲ့ငါကိုအချင်တော့ထားပြီးမချင်ရဲ့မချပါနဲ့တော့ကွယ်နေဟာမဲကလေးမို့နေနာမဲဆိုင်အဖေလုံးမမလာစနေဒါကမိုင်းမကောင်းဘူးပေါ်ချင်ရဲ့မနာလေပါကွယ်လူရဲ့အချစ်တဲ့အချစ်တွေချာမှာမင်းမဝလေးတင်ရဲ့သွားလိုက်မယ်ဟိုမချစ်ချင်မနဲ့တော့ကလေးရဲ့ငါလူဆိုလူမိုက်တရားမို့မချစ်ပါနဲ့အဖြူရောင်နဲ့ကလေးမို့နေနာမဲ Oh bello ma Lule je tinte tiri jama mi mo wale tenge twale me Oh ma chit chin ma ne ro kle ye Ga lu so lu mai tayaw mo ma chit aw neအဖြူရောင်နဲ့ကလေးမို့နေနာမဲလူစိုးတွေကိုချစ်ကြည့်ပါစောချစ်တယ်နော်ရုံးပြီလားလူစိုးတွေသဘောကောင်းတာဟုတ်တယ်မလားတကယ်ပြောတာကတ်ဆိုးဆိုတဲ့တချင်လေးရတယ်မြလူများပါလားမသိဘူးပါလားမရဘူးလားမရလို့ရှိရင်နားဆင်ပြီးခံစားရတဲ့လူက